နဲ့ပေါင်းတော့9နဲ့9နဲ့ပေါင်းတော့4မြန်မာအလဲပေါင်းကပေါင်းမြန်မာပါဝါဖြစ်ရင်တရက်တာထောက်ကနအားလုံးကိုပေါင်းတော့9 5ဒီ4 4 5ဒီ9ကိုပေါင်း3ရတယ်3ကိုရနေငယ်စီပဲ3နဲ့3ည1ဒီမှာ3ည2ဆိုပြီးထပ်ထွက်ပါတယ်နောက်တစ်ခါအယောကမှာ36ခွင်ကပေါ့နော်36ခွင်ကအလဲပေါင်းချင်း6ခွင်က3 5ပေါင်းချင်း8အဲကြတော့တဲ့တာထောက်ကတဲ့အားလုံးပေါင်းမယ်ဆိုရင်ကိုပရိတ်နဲ့2ပရိတ်ပေါင်းတော့1ဆို1ကိုကြည့်ရနေငယ်စီမယ်ဆိုရင်1 3ညာ98ဒီမှာတစ်ခါတည်းဒီနေ့မှာ9ဘူးဆိုပြီးဒီမှာတစ်ခါတန်းချပါတယ်အဲဆိုပဲနောက်တစ်ကွက်မှာ6 5 2 6ဆိုပြီးဖြစ်ပါတယ်အောက်ခြေမှာဖြစ်တဲ့အတွက်9နဲ့2နဲ့ပေါင်းတော့ခွန်6နဲ့6နဲ့ပေါင်းတော့2ခွန်နဲ့ဒီညီပေါင်းရင်မြန်မာပေါလာအလဲပေါင်းกว่าပေါင်းမြန်မာပေါဖြစ်တဲ့အတွက်ဒေတာထောက်ကတဲ့အားလုံးပေါင်းတော့9တဝင်းလျှော့တော့9 8ခွန်6ခွေဘူးမှာဒီမှာ6ဘူးဆိုပြီးထွက်ပါတယ်အဲ့လိုပဲ1846တဲ့အလဲပေါင်းချင်း2กว่าပေါင်းခွန်84ပေါင်းတော့2 6နဲ့1နဲ့ပေါင်းတော့ခွန်ရလက်ကမြန်မာပါဖြစ်တဲ့အတွက်တဲ့တာထောက်ကတဲ့အားလုံးကိုပေါင်းတော့9ဘရိတ်9ရလာတဲ့9ဘရိတ်ကိုပဲကြည့်ရနေငယ်စီမယ်9 8ခွန်6အမှ6ဘူးဆိုပြီးတခါလေးရှင်းပြပါတယ်ခွင်9 36အဲပါခွင်9 36မှာ9နဲ့3နဲ့ပေါင်းတော့8 9နဲ့6နဲ့ပေါင်း3အဲလေပေါင်းกว่าပေါင်းမြန်မာပါဝါဖြင့်တဲ့တာထောက်ကတဲ့အားလုံးပေါင်း9ပရိတ်နဲ့2မှာ1ပရိတ်ကိုကြည့်ရနေငယ်စီမယ်ဆို1 3 9 8 8 9 3 1ခွေမှာဒီမှာ90ဆိုပြီးထွက်ပါတယ်အဲ့လိုပဲအောက်က3968မှာအလဲပေါင်းချင်း3ကွာပေါင်းချင်း8 38မြန်မာပါဖြစ်တဲ့အတွက်အားလုံးပေါင်းတော့1ဒေတာထောက်ကနအားလုံးပေါင်း1ပြည့်ရတဲ့1ကိုကြည့်ရနိုင်ငယ်စီရင်1 3 98အခွေမှာဒီမှာလေ90ဆိုပြီးထပ်ထွက်ပါတယ်အဲ့လိုပဲခု40 90မှာဆိုရင်လည်းအလဲပေါင်းချင်း9ခွာပေါင်းချင်း4တရက်တာထောက်ကတဲ့အားလုံးအလဲပေါင်းกว่าပေါင်းမြန်မာပါဝါဖြစ်ရင်တရက်တာထောက်ကတဲ့အားလုံးပေါင်းတော့3ကိုကြည့်ရနေငယ်စီရင်3 2 1 3ညမှာ2 1ဆိုပြီးတခါလေးပထမချက်မှာပဲအမှ3မူ3ခုလုံးကိုဒီနေရာမှာပဲတန်းရှင်းပေးပါတယ်ပထမချက်မှာပဲ30ဆိုထွက်တယ်နော်6 5ပေါင်း6 9 5 3အလဲပေါင်းချင်း9 5ပေါင်းတော့4 6နဲ့3နဲ့ပေါင်းတော့9 4 9ဒီမြန်မာပါပါဆုံးဖြစ်တဲ့အတွက်တဲ့ထောက်ကနအားလုံးပေါင်း5ပရိတ်နဲ့10ပရိတ်နဲ့ပေါင်းတော့3ကိုကြည့်ရနေငယ်စီ3 2 3 1အခွေ9ရက်တွန်းထွက်တယ်ဆိုတော့ဒီမှာ3ညဘူးလို့ထွက်ပါတယ်နောက်တစ်ခါ6 5နဲ့1 5ထပ်တယ်9နဲ့အလဲပေါင်းနဲ့9နဲ့1က6ကွာပေါင်းတော့6 5 1 6 1ဒီမြန်မာပါဝါဖြစ်တဲ့အတွက်တဲ့ထောက်ကနအားလုံးကိုပေါင်းရင်1ပရိတ်နဲ့6ပရိတ်ပေါင်းတော့ခွန်ရတယ်ခွန်ကိုကြည့်ရနေငယ်စီခွန်6 5 4ဆိုပြီးတော့ဒီမှာပထမချက်မှာပဲ5 4လို့ထွက်ပါတယ်ကျွန်တော်လောတဲ့အချိန်မရလို့မို့နော်ကျွန်တော်မြန်စစ်လိုက်ပါမယ်ပြအောင်ခြေတဲ့နေရာတွေကအလဲပေါင်းခွာပေါင်းမှုတွေပါအဲကြတော့9ရတယ်ပေါင်းချင်း9 5 4 3 2 5 4 3 2အခွေဆို2 3 4 5ဆိုပြီးဒီမှာ2 3ဆိုထွက်ပါတယ်နောက်တစ်ခါဒီမှာ3ညအလဲ1 6ပေါင်းတော့ကျတော့ခွန်6 5 4 4 5 6ခွန်4 5 6ခွန်အခွေ1 2 3 4 5 6 9ရက်မြောက်မှာထွက်တာနော်ဒီမူက4 5 6ခွန်6ခွန်လို့ထွက်တယ်ဟုတ်ပြီဒီမှာ2 1 3ခွန်အလဲပေါင်းချင်းအလဲအမှ4 9ပေါင်းတော့ကြတော့3ရတာ3ကိုတော့3 3ည2 1အခွေ10နောက်တစ်ခါ8 4ခွန်8လဲပေါင်း1 6ခွန်ပေါင်းချင်းခွန်ဆိုတော့
ခွန်ချောင်း9လေးခွေခွန်ချောင်း9လေးခွေဆို9ခွန်ဆိုပြီးဒီမှာထွက်ပါတယ်အောက်မှာ2 နဲ့20ဆိုတော့လေပေါင်း9ပေါင်း9 9 3 9 98ခွန်6 98ခွန်6ခွေ9ဘူးလို့ထွက်တယ်တဒန်းအဖြစ်တော့9ရက်မြောက်မှာထွက်တာပေါ့နော်နောက်တစ်ခါဒီမှာခွင်1 98အပေါင်းချင်းကြောင့်8ရက်ခွင်ပေါင်းတော့9 9 4 3 2အခွေ2 3 4 5အခွေတဲ့နှစ်ပူဆိုပြီးထွက်ပါတယ်နောက်တစ်ခါ6ခွန်နဲ့1ခွန်နဲ့6ခွန်1ခွန်လည်းပေါင်းတော့ကြလေပေါင်းกว่าပေါင်း3 8ပေါင်းတော့1ရတယ်1ဆိုတော့8931အခွေတဲ့8931အခွေအမှဒီတမှုပဲပေါ့နော်8931အခွေက10ရက်မြောက်ထိရောက်သွားတာဗျာနော်ဒီကလင်နာမှာဘာလို့လဲဆို1ရက်2ရက်3ရက်4ရက်5ရက်6ရက်9ရက်တော့မထွက်ဘဲနဲ့10ရက်မြောက်မှာ80ဆိုပြီးထွက်သွားတာပါ8931အခွေအဲ့လိုပဲနောက်တစ်ခါထပ်ဖြစ်တယ်ဘယ်လိုဖြစ်လဲဆိုတော့4 5 9 5မနက်ခင်းအပိတ်နဲ့ညနေခင်းထိပ်ပေါင်းတော့4ခွမနက်ခင်းထိပ်နဲ့ညနေခင်းအပိတ်ပေါင်းခြင်း4 5ပေါင်းတော့9 4 5ဒီတဲ့4 5 9 5အမှအလဲပေါင်းกว่าပေါင်းဒီ9 4ပါဝါတုံဖြစ်တဲ့အတွက်တဲထောက်ကနအားလုံးပေါင်းတော့3 9ပရိတ်4ပရိတ်ပေါင်းတော့3ကိုကြည့်ရနေငယ်လျှော့3 2 3 1ဒီမှာ2ရက်ညမှာ2 3လို့ထွက်တယ်နောက်ဒီမှာ6661လဲပေါင်းချင်း6နဲ့6နဲ့ပေါင်း2ခွာပေါင်းချင်း6 1ပေါင်းတော့ခွန်2ခွန်လေးအလဲပေါင်းกว่าပေါင်းမြန်မာပါတော့တုံဖြစ်တဲ့အတွက်တဲထောက်ကနအားလုံးပေါင်းတော့9ကြည့်တော့ဝင်ဆိုတော့98ခွန်6 6ခွန်8 9ခွင်မှာ98ဆိုပြီးထွက်ပါတယ်နောက်က4 5ခွန်3အလဲပေါင်းချင်းနဲ့လဲပေါင်းกว่าပေါင်းချင်းခွန်ပေါင်းတော့9 98ခွန်6အခွေတဲ့89ဆိုပြီးတော့9ရက်ညမှာထွက်ပါတယ်နောက်တစ်ခါအောက်မှာ3 6ခွန်8အလဲပေါင်းချင်း6နဲ့9နဲ့ပေါင်းတော့3กว่าပေါင်းတော့8 3 8ဒီတဲ့မြန်မာပါလုံးဖြစ်တဲ့အတွက်8ကိုကြည့်ရနေငယ်လျှော့8ခွန်6 5အခွေ5 6ခွန်8အခွေဆိုတော့ဒီမှာ8 5ဆိုပြီး1ရက်2ရက်3ရက်4ရက်5ရက်6ရက်မြောက်မှာ8 5ဆိုပြီးထွက်ပါတယ်နောက်တစ်ခါကျွန်တော်တို့ဒီနေ့မှာပေါ့နော်ဒါပြီးတော့မှာ3 1 3 3တလဲပေါင်းချင်း1နဲ့3ညပေါင်းတော့1 3နဲ့3နဲ့ပေါင်း6 1 6ဒီမြန်မာဘာဝဖြစ်တဲ့တရတာထောက်ကနအလုံးပေါင်းတော့ခွန်ကိုကြည့်ရနေငယ်ကိုရှော့ဆိုခွန်6 5လေးအခွေဒီမှာခွန်5ဆိုပြီး4ရက်မြောက်မှာထွက်ပါတယ်ခွန်6 5လေးဆိုတော့မပေါ့3ရက်မြောက်မှာ4 5ဆိုထွက်တယ်အဲ့လိုပဲဒီမှာ9 5နဲ့ခွန်8ဆိုပြီးဖြစ်ပါတယ်9 5ခွန်8ဖြစ်တဲ့အချိန်မှာလဲပေါင်းချင်း9နဲ့9ပေါင်းတော့2ကွာပေါင်း9 8ပေါင်းတော့ခွန်2ခွန်ဒီမြန်မာပါလုံးဖြစ်တဲ့ထောက်ကနအလုံးပေါင်းတော့4ပရိတ်5ပရိတ်ဆို9ကြည့်ရနေငယ်ရှော့9 8ခွန်6အခွေပထမရမှာပဲ6ခွန်8ကိုအခွေက9 6လို့ထွက်ပါတယ်အဲ့လိုပဲနောက်တစ်ခါ90 38ဆိုပြီးထွက်ပါတယ်90 38ဆိုတော့အလဲပေါင်းတော့3 3ပေါင်းတော့3ကွာပေါင်းခွန်ချက်က9ရလာတဲ့ပေါင်းချင်းရလက်တွေကမြန်မာပါဝါဒဆုံးဖြစ်တဲ့အတွက်တရက်တထောက်ကနအားလုံးပေါင်းရင်ခွန်ပရိတ်နဲ့ရှစ်ပရိတ်နဲ့ပေါင်းရင်9ကိုပဲကြည့်ရနေငယ်ရှော့9 4 3 2ဆိုပြီးအခွေတီးတဲ့9ရက်အတွင်းဖြစ်ထွက်ရမယ်ဆိုတော့4 5ဆိုပြီးအောင်ထားပါတယ်အဲ့လိုဆိုရင်ကျွန်တော်တို့အခုပြောချင်တာကဒီကလင်ဒါကြီးတစ်ချက်လုံးမှာကျွန်တော်စစ်ထားတာပေါ့နော်30နဲ့မှ9ချိန်တိတိတီ3ချိန်39ချိန်မှာတစ်ချိန်ပဲ10ရက်မြောက်ရောက်ထားတယ်အခုလည်းထို့အတူပဲပေါ့နော်အခုလည်းထို့အတူပေါ့ဒီ3ခွန်3 3ည1မှာလဲပေါင်းချင်း3 3ညဒီ3ကွာပေါင်း9တက်က8 3 8မြန်မာပါဝါ3 8တိကြလက်ကမြန်မာပါဝါဖြစ်ရင်တရထောက်ကနအားလုံးပေါင်းရင်3ညနဲ့1နဲ့3ညပရိတ်နဲ့1ပရိတ်ပေါင်းတော့1ပရိတ်ဖြစ်တဲ့အတွက်1ကို1ဆိုတဲ့ကဏ္ဍကနေကြီးရနေငယ်ကိုစီမယ်ဆိုတော့1 3ည
98အဲ့ကြတော့8931အခွေက1ရက်2ရက်3ရက်4ရက်5ရက်6ရက်9ရက်ထိထွက်နေပါပြီတော့မလာသေးပါဘူးအဲ့ကြတော့ဒီ8931အခွေဒီ10ရက်မြောက်မှာဆက်ပေးလိမ့်မလား10ရက်မြောက်မှာဆက်ပေးမယ်ဆိုရင်ကျွန်တော်တို့ဒီကလင်ဒါမှာ39ချိန်မြောက်မှာ10ရက်မြောက်မှာဒီအချိန်အားဖြင့်တော့ဗောနော်39ချိန်တော့တွန်းမှာ10ရက်မြောက်ထိမှကြားခဲ့တာကတစ်ချိန်ပေါ့အခုအချိန်40မြောက်မှာ10ရက်မြောက်ထိဆွဲခေါ်နေပါတယ်အဲဆိုရင်ဒီမူဒီကလင်ဒါတော့တွန်းမှာဒီတပတ်တာရဲ့ပွဲဦးမှာကြနိုင်လားမကြနိုင်လားဆိုတာမိမိတို့စဉ်းစားကြည့်ပေါ့နော်ကျွန်တော်ပြောချင်တာဒီကလင်ဒါကြီးတစ်ချက်လုံး30နဲ့မှ9ချိန်တီတီ10ရက်အတွင်းမှာပြတ်ပင်မရှိဘူးအခုကျွန်တော်တို့ဒီ8931အခွေကဒီတပတ်ရဲ့23ရက်ဇန်နဝါရီ Friday ပေါ့နော်ပွဲအပိတ်မှာပွဲဦးပေါ့နော်ပွဲပိတ်နေ့မှာပွဲသိမ်းရိုက်ချက်အနေနဲ့ကြာလာမယ်ဆိုရင်တော့စဉ်းစားကြည့်ပေါ့နော်ဒီနေရာလေးမှာမလာနိုင်ဘူးလားအခုမနေ့ခင်တော့မဟုတ်ညနေခင်းပေါ့ဒါကျင်းသေးပါလာနိုင်တယ်လို့ကျွန်တော်ကတော့ယူဆတယ်ပေါ့ပြက်ပင်ကလည်းကျွန်တော်တို့ဒီကလင်ဒါတကြောမှာပြတ်ထားတာလည်းမရှိဘူးပြတ်ထားတာမရှိတဲ့အတွက်ကျွန်တော်တို့ဒီနေ့တောက်ကြနေ့အပိတ်ပွဲမနှက်ညောက်တော့ကျွန်တော်ကြိုက်ပါတယ်ကစားစီချင်ပါတယ်ကျွန်တော်ဘာကြောင့်8931အခွေကိုကန်ရတာလဲဆိုတော့ဒီကလင်ဒါတကြောမှာအခုလက်ရှိပေါ့နော်အချိန်အပြင်40 39ချိန်တီဒီ10ရက်တွန်းကြထားရဲဆိုတာဒါကျွန်တော်အခုလိုက်စစ်ပြီးပြီပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဒီအချိန်ဒီကစားတင်လာမှာကစားတင်ဝင်စဉ်းစားကြည့်ပေါ့နော်အော်ကျွန်တော်ပြောချင်တဲ့မူကဒီမူဒီကျွန်တော်အခုမှယူထားတဲ့မူမဟုတ်ပါဘူးကျွန်တော်2025ဖေဖော်ဝါရီလတုန်းက8နှစ်ခွန်6ဖြစ်ထားတဲ့မူမှာကျွန်တော်ရှာထားတာပေါ့နော်ဒီမှာကလင်ဒါရှိပါတယ်ဒီမှာဘယ်မှာဖြစ်တာလဲဆိုတော့ဘယ်မှာဖြစ်တာလဲဆိုတော့ဒီအောက်ဒီ8နှစ်ခွန်6ပေါ့နော်အခုနကတော့ဒီ8နှစ်ခွန်6ဒီမှာ20ရက်ဒီကလင်ဒါမှာကြည့်တယ်ဒီအောက်ဆုံးမှာ8နှစ်ခွန်6ဆိုပြီးဗော်ဒူးနေ့မှာထွက်ထားတယ်ဒီဗော်ဒူးနေ့ထွက်တဲ့ခဏန်းဒီ29တလဒီမှာ3ညနှစ်မှာအောင်ထားတယ်ပြောချင်တာက4532 3234ဆိုတဲ့ရသတဘက်ကဘယ်မှာလဲဆိုတော့ဒီမှာတွေ့တယ်4532 39အဲ့မှာ8နှစ်ခွန်ကြဒီမူဒီတော့ကလည်းမှန်တယ်အဲ့ဒီကကျွန်တော်ရှာထားတဲ့မူဒီ9ရက်အတွင်းထွက်ရမယ်လို့ပြောထားခဲ့တယ်မှာဒီမှာနောက်တစ်ပတ်3ညနှစ်မှာအောင်ထားတာဒီမူအောင်လို့ကျွန်တော်ရဲ့ note ထဲမှာကျွန်တော်တေချာပေါက်အဲ့ကလေးရှာပြီးစေ့ထားတဲ့မူအဲ့ဆိုရင်ကျွန်တော်ဒီရှေ့2025ခုနှစ်တလပိုင်းတုန်းကလည်းကျွန်တော်ဒီမူကိုရှာထားတယ်ဆို2024ဘက်ချမ်းမှာလည်းရှေ့မှာကျွန်တော်မှန်ခဲ့မှာမမှန်ရင်ကျွန်တော်မရှာခဲ့ဘူးမှန်လို့ရှာထားတဲ့မူဒီခု2025တော့မဟုတ်ဘူး2026ခုနှစ်ဇန်နဝါရီလ23ရက်ဒီတော့ကြနေပိတ်ပွဲမှာဆက်ပေးမလားဒီလောက်နှစ်ရှည်ကြီးပေါ့နော်2နှစ်ခွဲ3နှစ်နီးပါးလောက်ရှိနေတဲ့မှန်းလာတဲ့မူဒီကျွန်တော်တို့လိုက်မှမထွက်ခဲ့ကျွန်တော်တို့ငွေနဲ့ကန်နှိမ့်တယ်လို့ပဲပြောမယ်အားကြောင့်မို့ကျွန်တော်ကဒီ8931အခွေဒီနေ့23ရက်နေ့တောက်ကြနေ့2026ခုနှစ်အပိတ်ပွဲမှာအကောင်းဆုံးမူဆိုပြီးကျွန်တော်ကယူဆထားပါတယ်အမျိုးတို့ကြိုက်နေတတ်တယ်ဆိုရင်8931အခွေဘူးပါ8931ဒီကြောင်လေးကရောနေတယ်နော်8931အပူပါအခွေအဲကြောင့်မို့ကျွန်တော်ဒီပွဲစဉ်မှာဒီ8931အခွေဘူးကိုကျွန်တော်အမျိုးတို့အားလုံးကစားစေချင်ပါတယ်အားလုံးဒီနေ့အပိတ်ပွဲမှာအားလုံးကံကောင်းကြပါစေလို့ဝင်ကောင်းပို့တာပါတယ်ဗျာအားလုံးပဲကျမ်းမှချမ်းသာကြပါစေ